food spa တင်တန်းလေးက21ရက်နေ့မှာတင်တန်းရှိမယ်နော်21ရက်နေ့မှာရှိမယ်အပတ်စဉ်တိုင်းစနေနေ့တိုင်းမှာရှိပါမယ်နော် food spa တင်တန်းမှာတော်တော်များမေးတာကဘယ်နည်းရက်လဲလို့မေးတယ်တင်တန်းက2ရက်နော်တချို့ဆိုလို့ချင်း2ရက်နဲ့မှလက်တွေကိုမှတိတ်ပြီးတော့စိတ်တိုင်းမကြရင်3ရက်နော် food spa ကပါဝင်တဲ့အမျိုးမြည်တွေကတော့10မျိုးအထက်ပါဝင်တယ်နော်ဧည့်သည်ကိုလုပ်မယ်ဆိုလို့ရှိရင်ကြတော့ဘယ်လိုလဲ service လုပ်မယ်ဆိုလို့ရှိရင် food massage တို့ food spa တို့food treatment တို့ food cleansing တို့နော်အဲ့ဒါတွေကအရေးကြီးတယ်1 color ဆိုတာ10 color ဆိုတာတချို့ညီမလေးတွေကလက်သေးတင်တန်းလည်းမတက်ထားဘူးအလှပြင်ဆိုင်မှာဝင်လုံနေတန်းလန်းနဲ့မှာ food cleansing ပိုင်း food spa ပိုင်းလေးကိုလည်းသိကျင်တယ်ထဲထဲဝင်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် food spa တင်တန်းလို့ join လို့ရရနော်အဲ့ဆိုလို့ရှိရင်နော်ဗီဒီယိုလေးကိုမြန်တွတ်လေးပဲရိုက်လိုက်ပါတယ် food spa က21ရက်နေ့စမှာဖြစ်တယ်တင်ရိုးညွှန်းစာအုပ်ရမယ်ဂရုချိတ်ပေးမယ်။ဘာပစ္စည်းမှယူလာကြမလို့အကုန်လုံး product တွေအကုန်လုံးကပေးသုံးတယ်ပေါ့နော်။21ရက်နေ့စမယ်။21ရက်နေ့စမယ်။အပတ်စဉ်တိုင်းစနေနေ့မှာရှိမယ်။စနေနေ့ကိုမအားဘူးဆိုလို့ရှိရင်ဂျာရက်ကိုတင်တက်မယ်ဆိုလို့ရှိရင် buy one collect တွေရှိမယ်နော်။ဒါဆိုတော့ food spa တင်တန်းက21ရက်နေ့စမယ်။ facial treatment shampoo တင်တန်းကလည်း21ရက်နေ့မှာစမှာဖြစ်ပါတယ်နော်။ဒါဆိုတော့တကယ်လို့တက်ဖြစ်မယ်ဆိုလို့ရှိရင်တော့နာမည်ဖုန်းနံပါတ်လိပ်စာလေးနဲ့ကြိုပြီးတော့စာရင်းလေးသွင်းနေပါနော်။ကျေးဇူးပါ